ယတနာမန်အောင်လိုတရရက်ခမန်နဂါယံဖျားသမိုင်းအကျဉ်းယတနာမန်အောင်လိုတရရက်ခမန်နဂါယံမူလရွှေစေတီမြက်ကြီးကို20ရက်ဇူလိုင်လ2019စနေနေ့မိုးတောက်ရန်အချိန်ခါတွင်မက်မြင်ခဲ့စုကနတ်နဂါမောင်နှံ9ဖော်တို့တရှိရာနတ်ရီကန်နှင့်အနီး18တောင်အကွာတောင်ရက်တွင်နတ်နှင့်နဂါတီသောယတနာမန်အောင်လိုတရရက်ခမန်နဂါယံရွှေစေတီမြက်ကြီးသည်တရှိကအရှိမြောက်အရက်ကိုအနှဲငယ်မျက်နှာထားပြီးကုဝေဒနတ်မင်းကြီးမှရွှေစေတီတော်ကြီးအားလက်ပေါ်တွင်ပင့်ဆောင်ပူဇော်ရင်းစပြဗုဒ္ဓနတ်နဂါကြီးမှလည်းနဂါတို့ရဲ့အသွင်ဖြင့်ကုဝေဒနတ်မင်းကြီးခန္ဓာကိုယ်မှပတ်ရစ်ကစေတီတော်ကြီးအားမိုးတန်လေတံမှကာကွယ်ရန်အတွက်အုပ်မိုး၍ပူဇော်ခဲ့သည်ထင်ထင်ရှားရှားပြသတော်မူခဲ့ပြီးလူသားအလုံးအတွက်ဖူးမြော်နိုင်ရန်အလို့ငါတီထားကိုးကွယ်ရန်မှာကြားခဲ့ခြင်းသည်အထူးပင်အံ့ဩပါနှံ့ဖြစ်ခဲ့ရသည်တို့ပေမဲ့အကြောင်းမျိုးမျိုးကြောင့်တီထားကိုးကွယ်ရန်ကြံ့ကြာခဲ့ပြီးဘဘအောင်မင်းခေါင်ကြီးထွက်ပွဲအတွက်ဘဘရုပ်ထုတော်အားထုလုပ်ပူဇော်နေစဉ်ဘဘမှဖျားလေးငယ်ငယ်သားငယ်ကယ်ဆယ်မဲ့ဖျားဟိတ်ပွဲအမည်ကိုယတနာမန်အောင်လို့တရရက်ခမန်နဂါယံရွှေစေတီလို့ပူဇော်ကလူသားအလုံးကဲမလို့ပေးရွှေရင်အေးစီမဲ့ကွဲလို့အိမ်မက်ကိုထပ်မံ၍ပေးသဖြင့်ယတနာမန်အောင်လို့တရရက်ခမန်နဂါယံရွှေစေတီပွဲအမည်တွင်ခဲ့သည်တို့ဖြစ်ပါ၍2023ခုနှစ်4လပိုင်း10ရက်နေ့နေ့လယ်တနာရီဝန်းကျင်တွင်ရွှေစေတီမြတ်အားမူလစေတီဖြစ်လူသူအများပူဇော်နိုင်ရန်အတိန်ထံပြုကာ9ရက်သားသမီးများ၏မတ်တီလူရန်မှုကြောင့်စတင်၍ထုလုပ်ပူဇော်ဖြစ်ခဲ့သည်အထူးသဖြင့်9ရက်သားသမီးများတောင်းစုတွေပြေဝခြင်းကြောင့်လည်းယခုယတနာမန်အောင်လိုတရရက်ခမန်နဂါယံမူလရွှေစေတီတီထားကိုးကွယ်ပြီးလာမည့်2026ခုနှစ်နှစ်လပိုင်းတရက်နေ့တွင်နတ်ပီးလူ1000နတ်နဂါ1000တို့ဖူးမြော်ချမ်းရံပြီးလက်ပေါ်တွင်တင့်တဲ့တပ်ပယ်စွာတည်ရှိနေသောကိုတောင်ပြည့်ရွှေစေတီတော်အားနတ်နှင့်နဂါတို့မှပင့်ဆောင်ပူဇော်ပြီးတီထားကိုးကွယ်တကိုးကျွယ်ကတောင်းစုတိုင်းပြည့်ကြမည်မှာမလွယ်ဧကံပင်ဖြစ်ပါသည်အမြင့်ပေ80တောင်ဖြစ်သည့်အတွက်ဒီဇင်ဘာတွင်နတ်နှင့်နဂါတီသောတဆူတီသော18တောင်ပြည့်စေတီတော်မြတ်ကြီးအားတွေ့မြင်ကြရမည်ဖြစ်သည်ဆုတောင်းတွေအားလုံးပြေဝကြပါစေ။